ကဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကဒီအာဂျင်တီးနားအသင်းနေတယ်ပေါ့နော်ဒီ2020ကမ္ဘာဖလားချန်ပီယံဆုကြီးကို2026မှာဆက်လက်ပြီးတော့ကောက်ွယ်နိုင်တယ်လို့ကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်โอเคကျွန်တော်တို့အာဂျင်တီးနားအသင်းကကြတော့ဒီ2026ကမ္ဘာဖလားကိုကောက်ွယ်ဖို့လောကအဆင်သင့်ဖြစ်နေလို့ကျွန်တော်တို့ပြောလို့ရပါတော့။ဘာဖြစ်လဲဆိုတော့အဲ့ဒီ2022ကမ္ဘာဖလားမှာတကားဆိုရင်မက်ဆီရဲ့ခေါင်းဆောင်မှုဆောင်ရည်ကလောကအမခံပဲ။ခု2026မှာဆိုရင်လည်းလီယိုနယ်မက်ဆီကပြန်ပြီးတော့ပါဝင်လာနိုင်တယ်။အဲကြောင့်မက်ဆီရဲ့ခေါင်းဆောင်မှုဆောင်ရည်နဲ့တူကျွန်တော်တို့ဒီ2026ကမ္ဘာဖလားကိုကောက်ွယ်နိုင်တဲ့ရခိုင်တော့အများကြီးရှိနေတာကိုကျွန်တော်တို့တွေ့ရတာပါနော်။โอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီချီလီနာတင်ရဖြစ်နိုင်ချေရှိတဲ့ကွက်ထက်လူစီရင်ကြောင်းကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင်ပါနော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဂူသမားနေရာမှာဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီအက်စတွန်ဗီလာကိုယူရိုပါရိုက်ပရာရအောင်လုပ်ပေးထားတဲ့မာတင်နဲ့နေနဲ့လောကကိုပြန်ပါလာနိုင်ချေရှိတယ်ပေါ့နော်ဒါအားကြတော့မလွယ်မသိပဲ2020ကပ္ပဖလာမှာကပ္ပဖလာရတဲ့ဆိုရင်သူကအခရာကြာတဲ့ဂူသမားတရားဖြစ်တယ်ပေါ့နော်သူကအရန်ကမှလက်စွမ်းတွေပြရတဲ့ကစားသမားတရားဖြစ်တယ်ပေါ့နော်။ Okay ကျွန်တော်တို့ခန်းဆက်ပိုင်းမှာဆိုရင်ဘယ်သူတွေပါဝင်လာနိုင်လဲဆိုတော့ Addis Bar ကရိုမယ်လိုတို့ပါလာနိုင်တယ်။နောက်ပြီးတော့မိုင်းမှာဆိုရင် Risandro Martinez တို့ပါလာနိုင်တယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီဟိုမှာပေါ့နော်ဒီအဆွန်တယ်မှာဆိုရင် Atletico ကဒီမိုလီနာတို့လိုမျိုးပါလာနိုင်တယ်။နောက်ပြီးတော့ Benfica က Otamendi တို့လိုမျိုးခန်းဆက်ကစားသမားကောင်တွေပါလာနိုင်တယ်ကိုကျွန်တော်တို့တွေ့ရပါပါနော်။နောက်ပြီးတော့ကျွန်တော်တို့ကွင်းလက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီချက်စီမှာအရန်ကောင်းတဲ့ကွင်းလေပါနော်အန်ဆိုဖာနန်ဒက်စ်ပါလာနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီလီဗာပူးမှာဆိုရင်လီဗာပူးမှာပေါ့နော်လီဗာပူးရဲ့ကွင်းနဲ့အင်ချင်လို့ပြောလို့ရတယ်မက်အလစ်စတာတို့လိုမျိုးပါလာနိုင်တယ်နောက်ပြီးတော့ဒီပေါ်တို့လိုမျိုးကစားသမားကောင်းတွေပါလာနိုင်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့တိုက်စစ်မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ရီယယ်မက်ဆီကကြတော့လီယိုနယ်မက်ဆီကကြတော့မဖြစ်မနေပါလာဖို့ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ Atletico Madrid မှာဆိုရင်အရန်ကမှချစ်ဆန်ထက်မြက်တဲ့ Julian Alvarez လိုမျိုးလူငယ်ကစားသမားတွေရှိတယ်နောက်ပြီးတော့မာတာတို့လိုမျိုးကစားသမားတွေကရှိတယ်အဲကြောင့်သူတို့ရဲ့ square ကကွာ top တင်ခိုင်းပါလေကွာနော်အခုရောက်ပြီးဒီမှာအခုနေ့တွေမှာဆိုရင်ချစ်ဆန်ကောင်းနဲ့ပျောက်ထားတဲ့ကစားသမားတွေကြီးပဲ Okay နောက်ပြီးတော့ကျွန်တော်တို့အဲ့ဒီသူ့ရဲ့အုပ်စုစိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်းအရန်ကမှချောင်ချိတော့ဗောနော်အရန်ကမှချောင်လဲဘာဖြစ်ဆိုတော့အဂျီယာတို့လိုမျိုးအသိန်းတွေနောက်ပြီးတော့ဂျော်ဒန်တို့လိုမျိုးအသိန်းတွေဩစတြေးလျလိုမျိုးအသိန်းတွေမှာတအုပ်စုထဲမှာကြာရတာဖြစ်တဲ့အတွက်ကြောင့်အဲကြောင့်အာဂျင်တီးနားအတွက်ရနောက်တစ်ဆက်တက်လန်ဖို့ဟာပြပြီးတော့မခက်ခဲဘူးနောက်ပြီးတော့ချန်ပီယံဆုကိုလည်းဆက်ထိပ်ဖို့ကလည်းလမ်းကြောင်းပေါ်မှာအောက်တာချစ်အများကြီးရှိနေတော့ကိုကျွန်တော်တို့တွေ့မြင်နေရတာဗောနော်โอเคကျွန်တော်တို့ပလိုက်သားတွေနေရပါတော့ဒီမက်ဆီကဒီကမ္ဘာဖလားပြိုင်ပွဲမှာသူရဲ့နောက်ဆက်ကမ္ဘာဖလားပြနိုင်ချေရှိတာနဲ့အတူသူရဲ့2020ကမ္ဘာဖလားချန်ပီယံကိုကောက်ွယ်နိုင်မလားဆိုတော့ကျွန်တော်တို့စာကြည့်ရအောင်ပရိသတ်တို့ရဲ့အမြင်မှာရောဘယ်လိုရှိလဲ comment မှာရေးပေးကြပါဦးဒီဗီဒီယိုကိုပေါ်ချတယ်ဆိုရင် like နဲ့ subscribe လုပ်တော့ဘူးမင်းနဲ့အောင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကစားတင်တဲ့ကမ္ဘာဖလားတည်တွေနဲ့တူပြန်လာခဲ့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်